လုံးမဲမင်္ဂလာပါမြစ်တာဖောင်ဒေးရှင်းကဝမ်းမြောက်ဝမ်းသာပြန်လေကြိုဆိုလိုက်ပါတယ်ကျမတို့မြစ်တာဖောင်ဒေးရှင်းမှာ2025နှစ်စပိုင်းကနေပြီးဒီကနေ့9လအတွင်းမှာသမရတိရဲ့လက်ထက်မှာကျမတို့အဆိုင်လင်းတင်ပေးခဲ့တဲ့တမိုင်းမှာအောင်မြင်ဆုံးလို့ပြောချင်ပါတယ်အခုကျမတို့စီမှာအဆက်မပြတ်အများတွေစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတဲ့အချိန်မှာဒီလိုခွင့်ရေးတွေရပါလားဆိုပြီးတော့ကျမတို့အဆက်မပြတ်အောင်မြင်မှုတွေကိုတင်ပေးခဲ့ပါတယ်တင်တဲ့ခါမှာလည်းပဲပို့ပြီးတော့အားတရအောင်တက်တေကအထောက်အထားတွေနဲ့ကျမတို့တင်ပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုတင်ပေးနေတဲ့အချိန်မှာဒီအပြင်ကနေပြီးတော့ပေါ့နော်သူတို့တွေရဲ့ဖြစ်နေတဲ့ဟာတွေကိုလာရောက်ပြီးတော့ဆွေးနွေးပါတယ်သူတို့တွေ10နှစ်တောင်ကြာပြီဘာကြောင့်ဒီလိုအခက်အခဲတွေဖြစ်နေပါသလဲဆိုတဲ့အဖြေလေးတွေကိုကျွန်မဒီနေရာကနေဖြည့်ပေးခြင်းပါတယ်ပထမဦးဆုံးကမြစ်တာဖောင်ဒေးရှင်းကတင်းတဲ့ကလေးတိုင်းဟာဘာကြောင့်2လအတွင်းမှာအင်တာဗျူးရပြီးတော့နောက်ထပ်15ရက်မှာအောင်မြင်မှုရခဲ့တာပါလေဒီကတော့အချက်3ချက်ကြောင့်ဖြစ်ပါတယ်ဒီအချက်3ချက်ကတော့သူတင်လိုက်တဲ့သူ့ရဲ့ဖိုင်တွဲကြီးသူ့ရဲ့အထုပ်ရဲ့ဂုံတိတ်ခါလို့ပြောချင်ပါတယ်အဲ့ဒီစာမျက်နှာ6မှာပါတဲ့သူ့ကိုအာမခံပြီးတင်ပေးလိုက်တဲ့ G28 ဆိုတဲ့ရှစ်နေတယောက်ရဲ့ပြင်ဆင်မှုသူ့ရဲ့ဒီစာမျက်နှာ9စာမျက်နှာ6စာမျက်နှာ9အဲ့ဒီမှာတင်ပြခဲ့တဲ့အတူကျုပ်တင်ပြခဲ့တဲ့အင်အားနောက်ပြီးတော့သူ့ရဲ့ခိုင်လုံတဲ့ statement ဒါအရေးကြီးတဲ့ကျမရဲ့ပထမအထုပ်ရဲ့ဂုံတိတ်ခါလို့ခေါ်ပါတယ်နောက်တစ်ယောက်ကတော့တင်သူရဲ့ဂုံတိတ်ခါအဲ့ဒီလူတစ်ယောက်ရဲ့နောက်မှာသူဟာဘယ်လိုမျိုးအမေရိကန်ကိုရောက်ရှိခဲ့တာလဲကျောင်းသားဆိုရင်ကျောင်းတက်ရလားတကယ်လို့ visit နဲ့လာသူဟာသူ့ရဲ့ visit ကာလမကုန်ခင်မှာတင်ခဲ့တာလားဒါမှမဟုတ်ရင်တစ်နှစ်ကျော်ပြီးတော့မှတင်ခဲ့တာလားဒါမှမဟုတ်ရင်သူများနိုင်ငံမှာတစ်နှစ်ထက်ကျော်ပြီးနေခဲ့ဘူးသူလားဆိုတဲ့အခြေအနေပေါ်မူတည်ပြီးတော့အဲ့ဒီလူတစ်ယောက်အပေါ်မှာအဲ့ဒီလူရဲ့ဂုဏ်သိက္ခာကိုကြည့်ပြီးတော့အဆိုင်လင်းကိုရွေးချယ်တာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကာယကံရှင်ရဲ့ယုံကြည်မှုကာယကံရှင်ရဲ့ယုံကြည်မှုဟာသူ့ရဲ့စ조사မှုဟာအရေးကြီးလာပါတယ်ပထမအဦးဆုံးပြောချင်တာကတော့ကျောင်းသားဆိုရင်ကိုတိုင်းအင်္ဂလိပ်လိုကောင်းစွာဖြေနိုင်တာမျိုးအဲ့ဒါဟာလေသူ့ရဲ့အောင်မြင်မှုကိုအထွတ်အထိပ်ရစေပါတယ်နောက်ဆုံးအချက်ကတော့မြစ်တာဖောင်ဒေးရှင်းရဲ့ရင်ဝယ်သားလူစက္ကန့်နဲ့မချာဒီကလိုင်းရင်တယောက်ကိုတိတိကျကျလိုက်ကြည့်ပြီးတော့ကူညီမှုကတော့အရေးကြီးဆုံးအချက်ဖြစ်ပါတယ်ကျမတို့ဘယ်လိုကူညီတာလဲဆက်ပြီးတော့ရှေ့တစ်ပတ်မှာကြည့်လိုက်ရအောင်ပါအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့အောင်မြင်ကြပါစေလိုအပ်တဲ့အကူအညီတွေရှိမြင်ဆိုရင်လေကျမတို့မြစ်တာကိုအားမနာစတမ်းဖုံးကော်ပြီးတော့မေးနိုင်ပါတယ်လို့ပြောကြရင်းနဲ့အရာရာတိုင်းဟာကိုထင်တယ်လို့ခက်ခဲကြီးတွေမဟုတ်ပါဘူးเนาะကောင်းမြတ်တဲ့အခွင့်အရေးတွေရှိနေသေးတယ်လို့ပြောကြရင်းနဲ့ကျမတို့ပြန်လေစုံတွေးလိုက်ကြရအောင်ပါအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေ